ကဲဒီနေ့မှာကတော့ရေပိုက်ဒီဆင်းနေပါတယ်ဗောနော်ရေပိုက်လိုင်းနေတက်နေပါတယ်ဒီပိုက်လိုင်းနေတက်နေပါတယ်ရေပိုက်ဆင်းနေပါတယ်ဒီနေ့မှာဒီအောက်မှာရှိတဲ့ပိုက်တွေအပေါ်ပြန်တင်ပြီးတော့အပေါ်ကနေရေပေးမှာဖြစ်ပါတယ်တော့ပိုက်ပြင်စရာပေါ့ဒီပိုက်ပြင်စရာပိုက်ပြင်စရာဒီကျုပ်ဆက်သွယ်နှံဆက်သွယ်နှံပိုက်တွေပါတယ်ပြက်လို့ရေပန်းတွေပါဆင်ကျင်နေဆိုဒီလူဆက်သွယ်လိုက်ပါနော်သူအကုန်ပြင်ပေးပါ